အားလုံးပဲမင်္ဂလာပါရှင်ရွှေဘုံရှင်ရဲ့ Windows Season လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါဗာလေးတွေမျှဝေပေးမလဲဆိုရင်တော့အပွားတယ်နဲ့အချစ်တယ်လေးဆိုရင်ဘာရွေးကြမလဲကဲအပွားတယ်လေးအကြောင်းပြောလိုက်ရအောင်နော်အပွားတယ်လေးတွေကတော့အချစ်တယ်တဲ့အရောရက်ပူပေးရတယ်ဆိုပေမဲ့ပေးရတဲ့အရောနဲ့တန်ထဲဝါတဲ့အဟမ်းဝေးရတဲ့ဒီဇိုင်းလေးကတန်းသစ်လုံးပြီးဘာနဲ့မှမလဲနိုင်အောင်ပို့ပပနဲ့အလှပူစီရတော့အမှန်ပါပဲရှင်ပုံမှန်တဲ့ဝေပမာဏသက်သာပြီး update ဒီဇိုင်းလေးတွေကိုလည်းဝတ်ချင်တယ်ဆိုရင်တော့ပွားတယ်လေးတွေကိုရွေးချယ်တင်ပါတယ်ပွားတယ်လေးတွေမှာလည်းအခါ15ပဲရေးစလီပဲနှပြရေးစတဲ့ရွှေအစုံနဲ့ဒီဇိုင်းမျိုးစုံထွက်ပါတယ်နော်ခောက်ပွားတယ်လေးတွေကတော့များသောအားဖြင့်စက်ထဲမူလောင်းတယ်လေးတွေထွက်ထားများပါတယ်ဥပမာလူကြိုက်များလွန်းလာတဲ့ဘောလုံးချမ်းပစ်ချူလေးတွေဆိုလို့ရှိရင်သက်သာတဲ့ဈေးနှုန်းနဲ့လူကြီးလူငယ်မရွေးဝတ်ဆင်လို့ရပြီးအခောက်တယ်လေးတွေကိုဝတ်ဆင်ရမှာပဲဖြစ်ပါတယ်ရှင်မင်ကတော့ပပနဲ့ update ဒီဇိုင်းလေးတွေကိုဝတ်ရတာ crazy ဖြစ်တော့အပွားတယ်လေးတွေပဲအများဆုံးရွေးချယ်ဖြစ်ပါတယ်ရှင်အချစ်တယ်လေးတွေကတော့ဟန်ထဲတာမကြိုက်တဲ့သူတွေချစ်ချစ်လေးလေးနဲ့ခိုင်ခန့်တာပဲသဘောကျတဲ့သူလေးတွေအတွက်ပေါ့ classic ဆန်ပြီးပုံမှန်ထက်အရောတက်သက်သာပါတယ်ဒါအပြင်ရတနာတွေကိုဒီအချမ်းဝတ်ဆင်နေတဲ့သူတွေဆိုရင်တော့ဒီလိုအချစ်တယ်လေးတွေကတကယ်ကိုအဆင်ပြေတော့ပဲနော်အချစ်တယ်လေးတွေရဲ့အဓိကအားသာချက်ကတော့နှစ်တည်းကြာကြီးမချွတ်ဖဲဝတ်ဆင်ထားလဲဖြည်းဖြည်းရောက်သွားတာအရင်နေပါတယ်ဒါအပြင်လက်ကောက်လက်စောအချစ်တယ်တွေဆိုရင်ကိုယ့်ရဲ့လက်ကပြည့်လာလို့လက်တိုင်းမတော်တာမျိုးဖြစ်လို့ရှင်လဲလုံးဝစိတ်ညစ်စရာမလိုပါဘူးနော်ဒီစိတ်ရပတိမ်မှာအလွယ်တကူလက်တိုင်းလေးချက်ပြီးဝတ်ဆင်နိုင်ပါတယ်ရှင်ရွှေဘုံရှင်ရဲ့နာဆိုင်မှာဆိုရင်တော့အချစ်တယ်အပွားတယ်ကိုဒီဇိုင်းစုံစတော့အသိရှိတဲ့အပြင်အမိကျိတ်တဲ့တက်ရဒီဇိုင်းကိုနမူနာပုံလေးတွေပြပြီးတော့လဲစိတ်ကြိုက်အော်တာမှာယူနိုင်ပါတယ်ရှင်ကဲဒီတော့ရွှေဘုံရှင်ရဲ့ customer လေးတွေရောအကျန်းခံလွန်းတဲ့အချစ်တယ်လေးတွေနဲ့အဟန့်ထည့်ပြီးပုတ်ပုတ်ပါဝတ်ဆင်လို့ရတယ်အပွားတယ်လေးဆိုရင်ဘာကိုရွေးချယ်ကြမလဲပုံမှန်လေးမှာဖြည့်တော့ပြုံးနော်